ဂျပန်နိုင်ငံရဲ့မြို့တော်တိုကျိုဆိုတာကျွန်တော်တို့မြန်မာရင်းနဲ့တော့တိတ်ပြီးတော့မစိမ့်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ကမ္ဘာရှိဖျားကနေယိုမီအောင်စုံနေနဲ့လင်းထိန်နေတဲ့ဒီမော်ဒယ်မြို့ပြကြီးကယနေ့ခေတ်ကမ္ဘာကြီးရဲ့အလားပါဆုံးအတိုးတက်ဆုံးမြို့တွေကတစ်မြို့အဖြစ်ရပ်တည်နေပါတယ်။ဒါပေမဲ့လူဦးရေ38တန်းကျော်နေထိုင်ပြီးကမ္ဘာစီကားဆုံးဖြစ်တဲ့ဒီမြို့ကြီးတွေကိုနက်နက်ရှိုင်းရှိုင်းလေ့လာကြည့်တဲ့အခါသိပ္ပံပညာရှင်တွေနဲ့ခေတ်သစ်မြို့ပြအင်ဂျင်နီယာတွေတောင်မှပါဇက်အဟောင်းသားဖြစ်သွားစေမဲ့လျှို့ဝှက်စံကြမှုတွေအော်စရာကိစ္စတွေကစောင့်ကြိုနေပါတယ်။ဒီနေ့မှာတော့လူသားတွေရဲ့နည်းပညာကိုအဆုံးစုံထိအသုံးချပြီးအနာဂတ်ကမ္ဘာကြီးကိုယနေ့ခေတ်ထဲအရောက်ခေါ်ဆောင်လာခဲ့တဲ့တိုကျိုမြို့ရဲ့အကြောင်းကိုဝေါ်စကိုမြန်မာကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုကျိုမြို့ပြရဲ့အကြီးမားဆုံးနဲ့အံ့ဩဖို့ကောင်းတဲ့အချက်ကတော့သူတို့ရဲ့ပြိုင်ဘက်ကင်းသယ်ယူပို့ဆောင်ရေးစနစ်ပဲဖြစ်ပါတယ်။ဒီမြို့မှာတနအီကိုကီလိုမီတာ300ကျော်နဲ့မျက်စိတမိတ်အတွင်းပြေးဆွဲနေတဲ့ကြီးစံရထားတွေဟာအနာဂတ်သိပ္ပံရုပ်ရှင်တွေကအတိုင်းပါပဲ။ဒီနေရာကိုတစ်ချက်စဉ်းစားကြည့်ကြရအောင်။ဒီနေ့ကိုလူဦးရေတန်းနဲ့ချီတွာလာနေတဲ့နေုံကြီးတိုင်းစရာမြောက်ရထားကိုရက်ကြီးတစ်ခုလုံးမှာရထားတွေရဲ့ပြန်နောက်ကျချိန်ဟာစက္ကန့်ပိုင်းပဲရှိပါတယ်။ဒါကြောင့်ဒီမျိုးကိုကမ္ဘာအချိန်အတိအကျဆုံးစနစ်ကိုပိုင်ဆိုင်ထားတဲ့မျိုးလို့တင်စားကြပြီးဒီမျိုးရဲ့နောက်ွယ်ကစီမံခန့်ခွဲမှုကလည်းတကယ်ကိုတိကျသေးကြနေတာပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ပိုပြီးအဝဝကောင်းတာကစက်ရုပ်တွေနဲ့လူသားတွေတသားတည်းဖြစ်နေတဲ့သူတို့ရဲ့နေ့စဉ်ဘဝလူနေမှုစနစ်ပါပဲ။ဟိုတယ်တွေမှာအဲကျွေလုံးနေတဲ့စက်ရုပ်တွေစားတောက်ဆိုင်တွေမှာအော်ဒါလာချပေးတဲ့စက်ရုပ်တွေအပြင်လမ်းထောင်တိုင်းမှာရှိတဲ့ vending machine တွေကနေ coffee ပူပူကအစားအဝတ်ထည်တွေအစောခလုတ်တစ်ချက်နှိပ်ုံနဲ့ဝယ်ယူနိုင်ပါတယ်။နောက်ပြီးတည်ထားတဲ့အချက်ကခေတ်သစ်နည်းပညာတွေဘလောက်ပဲထွန်းကားနေပါစေတိုကျိုမြို့ဟာကမ္ဘာရာဇဝတ်မှုအနည်းဆုံးနဲ့အနည်းအကင်းဆုံးမြို့တွေကတစ်မျိုးအဖြစ်ရပ်တည်နေပါတယ်။ဒါဟာတိုက်ဆိုင်မှုတက်လားဒါမှမဟုတ်သူတို့ရဲ့ထူးခြားတဲ့စနစ်တစ်ခုခုကြောင့်လားအကြီးမားဆုံးဆွဲဆောင်မှုရှိတဲ့ဗဟိနီကတော့အတိတ်နဲ့အနာဂတ်ကိုတနေရာထဲမှာပေါင်းစပ်ထားတဲ့မြို့ပြအမှုပညာပဲဖြစ်ပါတယ်။လူအများစုကတိုကျိုကိုစိုက်ဘာပန့်ဆန်တဲ့မိုးမျှော်တိုက်ကြီးတွေဤပညာတွေပဲရှိတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့အံ့ဩဖို့ကောင်းတာကမော်ဒန်အဆောက်အအုံတွေရဲ့ဘေးနားမှာရာစုနှစ်ပေါင်းများစွာတက်တန်းရှိတဲ့ရှေးဟောင်းဘုရားကျောင်းတွေရိုးရာယဉ်ကျေးမှုတွေကိုတွန်တွဲပြီးမြင်တွေ့ရမှာပါ။ခေတ်မီစက်မှုပညာတွေကြားထဲမှာသူတို့ရဲ့ရိုးရာဝိညာဉ်တွေကိုမပြောက်ပြတ်အောင်ဘယ်လိုနည်းနဲ့ထိန်းသိမ်းထားခဲ့ကြလဲဆိုတာမိကုန်းထုတ်ချင်စရာပါပဲ။သိပ္ပံနဲ့နည်းပညာတွေဘလောက်ပဲတိုးတက်လာပါစေတိုကျိုမြို့ကြီးကတော့ကမ္ဘာကြီးကိုရှေ့ကနေလမ်းပြရင်းသူတို့ရဲ့စံသတ်မှုတွေကိုနေ့စဉ်နဲ့အမျှဖော်ထုတ်နေစေဖြစ်ပါတယ်။ဒါဆိုတိုကျိုမြို့ရဲ့ဘယ်အချက်ကသင်္ကောအံ့ဩစရာအကောင်းဆုံးဖြစ်စေလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့အနာဂတ်ကိုကြိုရောက်နေတဲ့တိုကျိုမြို့အကြောင်းပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကမ္ဘာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့မော်စကိုမြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။